Hello အားလုံးပဲမင်္ဂလာပါကိုကတော့ဖွားရမနေရဲ့ခန်းစားချက်ရဲ့ဖတ်ထုတ်တွေဖြစ်ပါတယ်အဲ့လောက်တောင်လားဖွားရဲ့ဟုတ်တာပေါ့ဒါဆိုသမီးအိတ်တော့မယ်နော်ဗီဒီယိုထဲမှာအင်ဂျီရှိလားမသိဘူးသမီးအနှွေးတဲ့မနက်ကယူလာမယ်ဆိုပြီးမိသွားတယ်ရပါတယ်ဟိုကနေမှယူဝဲလိုက်ဖွားငငယ်တော့အင်ဂျီလေးရှိတယ်အဲ့ဆိုသမီးတော့အိတ်လိုက်ပဲနော်မနက်ခင်အေးရပြက်လို့အေးပါဖွားလည်းအိတ်တော့မယ်နော်လာမခေါ်နဲ့ဟုတ်ကဲ့ပါအဖွားသမီးလာမယ်ဆိုတော့ပျော်နေမင်းညာတညတော့အိမ်မရဘူးဒီလား။အော်ဟိုတနေ့ညတော့ပျော်စမ်းမ။ဟုတ်ကဲ့အဲ့တော့လာမယ်နော်။အမလီတို့ဖွာရနော်။အမလီအင်ကြီးရှိရတဲ့ဘယ်နာအင်ကြီးလည်းမသိဘူး။အဖွားနဲ့ကြောင်းနေမှာပေါ့။အဲ့ဒါပဲကောင်းပါလေ။ခရောဟောနွေးလာတယ်လို့ပဲ။အော်8 နာရီ28အောင်ရှိနေပြီပဲ။ဟုတ်ပါဘူး။9 နာရီအောင်ရှိနေပဲထားတော့မယ်။ဖွားရေဖွားဟေးထားပါတော့ဖွားရဲ့ဟိုမှာ9 နာရီ29တောင်ရှိနေပြီ။အော်အေးပါကဲမင်းတော်တိုက်ချီတော့ဟုတ်ကဲ့ပါဖွားဆောင်းနေနော်နတ်ဆိုးဆိုရလေโอเคရပြီဆိုတော့ညမတိုင်ငါခဏချွတ်ထားအောင်မယ်ဘာလေးညာလေးတမလို့ပါဒါတက်လိုက်ပါမရှင်ကဲပြီးသွားပြီပေါ့နော်ကဲမနက်စာရေးစားဖို့အတွက်ပြင်ဆင်တော့မှာမယ်မင်းညာစပက်ဂက်ဒီမှာစပက်ဂက်တီရှိတယ်စပက်ဂက်တီစားရင်လည်းတော့ပဲစပက်ဂက်တီပြုတ်လိုက်မယ်ပေါ့နော်โอเคဒီမှာစပက်ဂက်တီဒီမှာဟိုတန်းဦးနဲ့ပဲပြုတ်တော့မယ်โอเคရပြီပေါ့နော်မတူအောင်လို့တေချာလို့မှာကဲစပက်ဂက်တီလေးရပါပြီရှင်မနက်စာလေးရတော့ဒါပဲစားပါမယ်စပက်ဂက်တီလေးစားချင်နေတာဆိုတော့ချက်ဦးလေးပါကြောလိုက်တော့မယ်နော်တခါတည်းပွားစားဖို့အတွက်ချက်ဦးလေးတွေကခွဲလည်းမကွဲကြဘူးဒီတကူကချက်ပြီကဲဖွားရမနဲ့စားလို့ရပါပြီဖွားကဆောင်းတော့မှာမယ်mistake ရပြီဖွားရမနဲ့စားလို့ရပြီနော်အေးလေးမလိုက်တယ်ကလေးလေးပါလားသမီးရစပက်ဂက်တီပဲစားလိုက်ပါတယ်ဖွားသွားကြကနာရှိသေးတယ်သွားလိုက်အောင်မယ်နော်ဟုတ်ကဲ့ပါဖွားငယ်ချင်းတကယ်ချင်းယူကီနဲ့ပါလားဘာကိစ္စရှိလို့လဲမဟုတ်နေရင်လည်းအကြောင်းပြချက်ရှိရတခုခုလောက်ဟုတ်ပါလေနင့်ဖွားတဲ့အိမ်မှာနေပြီးတော့ဘာမှအိမ်6မလဲနေတဲ့အဲ့လိုပြောတယ်အေးပါဟဲ့ငါဖွားစကားနာတော့မှာဟဲ့
အဲ့ဆိုငါတို့ပြန်လိုက်အောင်မနော်အေးပါလိုက်ပို့ပေးအောင်မလားတော်ပါပြီအေးပြီးတော့ငါဘွားကနားထောင်မှတည့်ရတဲ့နဲ့ဝေလာပြုံးနေသေးတယ်ဟာဗကန်စီရအောင်ဟေးနပြီးခုတော့လို့ငါလည်းနော်တဲ့အိမ်လုံးဝတရှင်ရဘောငါမောင်လို့တဲ့ပြောတာတော့မဟုတ်ပါဘူးကွာအလုပ်လုပ်တဲ့နေရတယ်လုပ်တဲ့နေလေဖွားတော့ဆိုဒီမှာပြီးပါရောညမိုးထုတ်တော့မယ်ဖွားတော့မပြန်လာသေးဘူးဆိုတော့ shopping center ခဏထွက်တဲ့ခုတော့အခု shopping center မဟုတ်တဲ့ဒီဟာကြီးရောက်ပြီနော်ကျမခေါင်းလေးကိုလည်းခေါ်ပါလားဘာစားမှလဲဒီဟာမင်းချိုက်တာပဲပေးလိုက် okay ပေါ့ဆူစားမယ်နော်တော်မယ်လာဒီဘက်မှာထိုင်နေဒီဘက်မှာပဲထိုင်မယ်ဘာအရင်ကြည့်လို့ကောင်းတာပဲဘွားမနီရဲ့ခံစားချက်ဖတ်ကြွေးလေးလာပါမယ်နော်ဆက်မပေးကြပါရှင်